ဘဝဆိုတာခဏလေးဗျဒါပေမဲ့လာကုန်ဖို့ကြတော့နည်းနည်းကြာတယ် ညီမဘယ်မျိုးอ่ะလဲ ရန်ကုန် ဩစားပြီးပြီလား ပြီးပြီရှင် ဘယ်မှာနေတာလဲ တဝဲမှာ အိမ်ပြောင်းတာမြန်တယ်နော်ဒါနဲ့ဇာတိရရော မော်လမြိုင် မောင်ကြီးမဘွားမှာလေအမားဆိုတာမရှိခဲ့ဘူးကွာဒါပေမဲ့လေတိတ်မှာအမားလေးနှစ်ခုတော့ရှိခဲ့ဘူးလေမောင်ကြီး ရပါတယ်မရဲ့မောင်ခွင့်လုပ်ပါတယ်လူဆိုတာအမားနဲ့မကင်းပါဒါနဲ့အမားခဲ့တဲ့နှစ်ခုကဘာကြီးလဲ ခိုးလာ900နဲ့တစ်ခါလဲသမား900နဲ့တစ်ခါတည်းပါမောင်ကြီး လူပြင်းလာနဲ့ကြော်တော့မလို့လားခဏနေပါအောင်ရှင်တော့လည်းစိတ်တက်ပဲနှလုံးလေးတွေဖြူဖင်လေးတွေကောက်ကောက်ပြနေတဲ့ post လေးဆိုတဲလေးတက်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 နဲ့ပြေးကြတယ်ကိုယ်တွေလည်းဖြူပါတယ်မျက်လုံးပြောတာမျက်လုံး မိမယောက်ျားလုပ်ပေးတာကောင်းရဲ့လား အရန်ကောင်းတယ် တကယ်အဲ့ဒါဆိုယောက်ျားနှစ်ရိုင်းလုပ်ပေးမယ်နော် ယောက်ျားပြင်မနေမှာပေါ့ ပိန်းမပါစီမိမရဲ့ကိုမိမကိုလှုပ်တာပဲ အဲ့ဒါဆိုလေယောက်ျားသဘော အခုရောယောက်ျားနှိပ်ပေးတာအညောင်းပြေရဲ့လား ယောက်ျားရှင်ညတကောင်ကျော်ကြီးဘာလို့ထအောင်ငုံနေရတော့ အိမ်မက်တွေမကောင်းလို့ပါကွာ ဘာအိမ်မက်တွေမက်နေလို့လဲ အိမ်မက်ထဲမှာမင်းကဆုံးသွားတာကွာ ဩယောက်ျားရဲ့အားကြောင့်ငိုးနေတာလား အိမ်မက်ဖြစ်နေလို့ပါကွာ ဟ